အိမ်တော့တကယ်ကစားခွင့်ရောက်နေရတော့ပွဲကလည်းမလို့ကမြရောထားသူတို့哦，ကျွန်တော်ဒီစိတ်လေးမှာစိုက်ရတော့ကျွန်တော်ကောက်ထားပါလေဟုတ်တယ် ဝါတဲ့ကန်တာတဲ့ ဟောတာကဒီမှာကန်တာနိမေကို ဟိုတော့လေးပါပျောက်သွားတဲ့သူကျွန်တော်ဒီမှာစက်မှာလာတောင်းလို့ရပါလေ အဲ့တော့ပါကျွန်တော်မှတ်ပုံနဲ့နံပါတ်နောက်ဆုံးသုံးလုံးပြောနိုင်ရပါမယ် ဒါကတွားပြောတယ်ဒါယူရီးယားဘိန်း နော် ယူရီးယားဘိန်းကသူကပိုကောင်းတယ်ဟိုဂျပန်ဘိန်းကျတော့သူကနည်းနည်းအဖြူဘက်ကိုပါတယ် ဟောသူရှူသွားတာ ဘိန်းပုံမကောင်း ကိုဘယ်တော့ကျွန်တော်ဒါဆိုင်ရတော့မဟုတ် ဘာရော ကျွန်တော်ကားတော့ ဟမ် မလေးညကြီးရှိအဲ့ဒါကတော့ဟောတာလို့ရတာကတော့ဟဲ ကျွန်တော်ကိုယ်ပိုင်ကထွင်ထားတာ အော်ထွင်ထားတဲ့ကတော့မလေးအဲ့ရထားတာမ ခိုး ဒါရ သူများမခိုးအောင်လို့ထွင်ထားတာ ဒါရမင်းကတော့ သူများမခိုးနိုင်အောင်လို့ဒါကားတော့ကျွန်တော်ကားတော့ ဟမ် ဒါပေမဲ့ကားတော့မဝင်ရသေးဘူးတော့ပဲရင်ဝင်လာတာ အော် ကိုရတော့ပါ ဆိုင် ရှိ ကယ် တော့ လို့ဆိုရင်ရပါတယ် တော့ပါရှိတော့ ဆိုင်ကယ်ဟောအမလား ဟုတ်ကဲ့ ကစားမင်းကတော့ကျွန်တော်ရုံသွားပြီ ဘာဝဲဘာလို့ထား ရွှေမိုးကျွန်တော်ရုံသွားပြီဟိုမှာလေနောက်တစ်ယောက်ရောက်သွားပြန်ပြီ ဒီနေ့ညမှာ ကလေးလေးတော့ပါသေးတယ် ဒီနေ့ညမှာ ကလေးလေးတော့ပါသေးတယ် ဒီနေ့ညမှာကိုကိုရဲ့ဖြော်ပြဒီစမှုနဲ့ပတ်သက်ပြီးဘယ်နားလေးမှာဘယ်နေရာလေးက သူပန်းလေးကပါအောင်ရိုက်ပြီးတယ် အေး လက်ဆက်တာငါတို့ရှာစာချင်းတဲ့တကယ်ညီမလားမသိ လာ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  Hey! ဒီကတော့ကြည့်လို့ကောင်းရဲ့လား အောင်လေးကိုချီလာချီလာအောင်စုကပြီးရှိ လက်ကိုကြည့်မလား အောင်စုအပြာ အော်ဒီမလား လာစုလာ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 ဒီချင်းကျွန်တော်မခေါ်ပါတော့ညီလေးအကိုတို့နဲ့တစ်ပါးသိမ်းပါအောင်ပြန်အလကစားလာလာပါကြည့်တယ် အဲ့ကမလေးဦးမြူးနေတာရကခိုင်ကကြောင်အာသိဦးမယ်ကိုရေအာအဲ့ဒီမှာသူကရကသမားတွေဟောတယ်လေလက်အောင်သဘောဟိုတနေ့ကသူကကရေးနဲ့အဲဒီတခါဒီလိုလုပ်မှတုံးလေကြောင်ပြောတယ်ဘာဖြစ်လို့ပြောမှာလဲ အော် မပြော ခ ဘူး က်ရခရီးဝေး အဲ့တော့တေးရပြီအဲ့ဒါပို့ဆိုးကမှာအဲ့ဒါကြောင်တန်အဲ့ကျမတို့ဘာဖြစ်လဲဆိုပြောတာအရင်ဖိပြီးတော့စိတ်ကပြောင်းလာ အခုအဲ့ဒါအခုကလေးလားဟမ်အဲ့အခုကလေးလားအခုကလေးလားဘာဖြစ်လဲဆိုနေမလို့ဟောတကယ်ဒီမှာအခုကလေးလားအဲ့ဒါလည်းပေတားတဲ့သဘောတူပြီပါအခုကလေးဆို အေးအောင်ဘယ်လိုပါလဲကလေးပါလေးကောင်းရပါသေး မတော့ပါနဲ့တကယ်အောင်စဘူးကားတယ်ဆိုတော့အမားတွေကတခါတိတ်ချကြည့်တာကြည့်တော့ယောက်ျားတွေကပြင်မှာစောက်နေပြန်မလာတော့ယောက်ျားတွေကမိမပြန်လာချင်းလေးဆိုတာ ဘယ်လိုဆိုလဲ အိမ်ပြန်ရင်ကိုရောမတီးရဘူးပြန်လာမယ်စာမတီးရဘူး တေချာကြည့်ပါ Yes sir တဲ့က ရိုးရဲ့အကူအဲ့ဒါတခိုးကြီးပါ လာလာလာ ဒီကသဘောကျပြီးတော့ပြတာဒါရီးပြီးတော့မရတော့ညီလေးလည်း တိတ်ပြိုင်မပြောဘူးကွာအများကြီးပြောရင်မရှိကြဘူး လာ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  တန်းနေမှတ်တာတော့သူ့လိုဖြစ်သွားမယ်နော် ဟိုလေကျွန်တော်တို့
ပွဲလေးကြည့်ပါတော့အကိုနဲ့အမတ်တရလေးဖြစ်သွားအောင်အကုန်လုံးစင်မလာကြဘူး ဘာဖြစ်လဲ ဘာလို့လဲ ကျွန်တော်အောက်စင်ပဲလေ ကိုသူ့တင်ပေးလိုက်ပါလားညောင်တဲ့နှစ်ပါးသွားအောင်အဲ့ညာသူကပြော သူဘယ်လိုဖြစ်မှာကိုအိမ်မြန်ရောဘယ်လိုဖြစ်မှာ ရက်ကကိုင်းနဲ့လက်တော်နဲ့ဂျုံ လည်းလည်းပြက်နေပြီကုန်မယ်ဟိုလည်းလည်းရှောင်းပြမလေးမလေးပြက်နေပြီကုန်မယ် လာ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 ကဲကျွန်တော်ကမယ် ကဲတောင်းရ လာ ဒါပဲ ကဲအောင်သူလေးဆောင်ရခဏနော် အရင်တရားတို့တရားအဲ့ကောင်ကြီး အဲ့ဒါမင်းဂီတာတွေကကျိုးရှုပ်နေနော်အကိုရဲ့ကတာတဲ့ကသိနေနဲ့သိလိုက်တော့ဝူကုန်းရှိတာငားလာတဲ့ဖက်နဲ့လည်းပြန်ပေးရအောင်ငါဖြစ်နေတယ်ကိုနဲ့ပြီးဘာမှပြပြဘူးဆိုတော့ပတ်စံနေဖြုတ်လာလား လာ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  လာ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  လာ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  လာ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  လာ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  လာလာလာ လာ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  ကတော့ကြည့်လို့ကောင်းရဲ့လားအောင်သူလေးကိုချီရချီရလားအောင်သူကပြီးရဲ့လက်ကိုကြည့်မလားအောင်သူမောတရားအောင်ဝမေးမလားဒါဆိုလာ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 ဟဲ့ရွှေဘုဒီမင်းသားနာကတ်တော့ကြည့်ကတ်ညကလေးတော့ကြောက်နေပြီ ကြောက်နေရမဟုတ်ငါ့ကိုသူကနှလုံးသားချင်းချက်ပင်ထိုးချင်တာဟုတ်တယ်မမနှလုံးသားနဲ့ကောက်ဖုတ်တယ် ဘာဖြစ်လဲချစ်တာသူ့မချစ်တဲ့ဒူးနဲ့မျက်ရည်တော့ရတာ၃ယောက်ရှိပြီ ဟုတ်တယ်ကျွန်တော်ဆိုကြောက်စရာကျွန်တော်ဘရောမှနေ ပြောပြလိုက်စမ်း နောက်မှကျွန်တော်ဘရောဒီမှာ ပြောပြလိုက် တကယ်ဒီမှာ ဟုတ်တယ် ကျွန်တော်ဆရာကြီးပေါ့ကျွန်တော်အဲ respect ကြည့်ပါ ဟုတ်တယ် ဆရာကြီးကတော့ဖတ်ပါတော့ အဲ့ဒီလေးသွားတာဒီကောင်ကဟုတ်တယ် ဒါဆရာကြီး အေးလေတဲ့ငါအော်မသားလေးကိုချောက်ကြည့်နေတက်ပြီးစော်ကားတယ်ကျက်မတော်မပြန်သေးဘူးလားမေ့နေလားဒီမှာတွေ့ ဟာ တယ် ဟာကောင်သူကတော့ဘုရားရှင်တွေ့ပြီ အမှန်တော့ လူကြီး ဟေး60တင်မအိုး ဒီကဆိုတာဒါတကယ်လည်းဘယ်လိုပဲပြော ဒီလိုကြာနေလားစပင်းဖြူတာပြောင်းလို့မဟုတ်ကနေဒီစုတာ တကယ်ရေစက်စုံတဲ့ညမှာကွန်သီးကိုမှတ်ပြီကွန်သီးကျတော့ဘယ်လိုရေစက်စုံ အဲ့ဒါကျွန်တော်ဆိုရေစမ်းဆိုတာကျွန်တော်ညောင်ကြီးကနေရေစမ်းဆိုတာဆိုတော့နောက်တော့သွားလေအတော်ကြီးပြောဖိနေစေကျွန်တော်မျက်နှာတည့် ကြီးတာလည်းဖိဖိကြီးဟာရောကာဆိုင်ကြီးတာရောကာဆိုင် လာလာလာ အဲ့လာတော့မှတော့စိတ်တက်ကြတဲ့အတိုင်းဒီကဥစ္စာ ကျွန်တော်လေးအရင်တော့ဒီမြောင်ခဏခဏကဘူးလေဟိုဘယ်မင်းသားနေကဒီအချိန်ကိုပြန်လာကြညာလေအောက်သူမလို့လဲဟမ်လား မင်းတို့မင်းသားလျင်းတောက်ဆိုတော့လဝက်ဆောင်ဘယ်လောက်ထက်တော့ အာထက်တာဘောလဝဆောင်ထက်တာဘော ဒီလေးလက်ဆောင်ဘယ်လောက်ထက် ပြပြလိုက် စမ်းကြည့်လိုက် စမ်းကြည့်လိုက်တဲ့ဒီစမ်းကြည့်လိုက်စမ်း ရော့ဒါကိုချိုးပြ ဟာလဝဆောင်ထက်တယ်ဆို တော်လည်းတော့ ဟာ လာ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 ဒီဘဝင်အိတ်လိုက်နေရလား ဘုံအိမ်တော်ရင်းစဉ်းစားနေတာဂျပန်ကလုံးကြီးက မတို့လည်းတော့မပြန်နိုင်ဘူးနော်ပတ်သက်တောင်ကြည့်နေတာလားမသိ မိုးမလေးကတော့လာနေအောင်မေးလား ဘ
တတိပြည့်နဲ့နေပြီးတိုးတော့မယ် ဘယ်ပြန်မလဲဒီနေ့